မြန်မာအစားအစာတွေကတခြားနိုင်ငံတွေနဲ့လည်းတူပဲထူးခြားတဲ့ဆွဲဆောင်မှုတစ်မျိုးစီရှိကြပါတယ်မနေ့ကမုံဟင်းကပူပူလေးတပွဲရဲ့အရသာနန်းကြီးတုတ်တပွဲရဲ့ချိုးငိမ်မှုပြီးတော့တကဘာလုံးမှာကျွန်တော်တို့နိုင်ငံမှာပဲရှိတဲ့လက်ဖက်တုတ်ရဲ့ထူးခြားတဲ့အထီးအတွေ့တွေနဲ့စီပြန်ဟင်းတွေရဲ့အရသာကတကယ့်ကိုအိမ်ကိုတတိယစေတဲ့အရသာမျိုးပါဒါကြောင့်မြန်မာနိုင်ငံကိုဒီစီရင်လည်းမှထည့်ထားရတာပါနံပါတ်၄ဂျပန်နိုင်ငံကတော့အစားအသောက်နဲ့ပတ်သက်ရင်အထူးပြောနေစရာတော့မလိုပါဘူးတန်ရှင်းမှုနဲ့လက်ဆက်မှုရှိတဲ့ဟင်းလျာတွေကဂျပန်မှာပဲရနိုင်တာပါဆူရှိကိုဘေဘီဖ်နဲ့တဖန်နီယာကီတို့အပြင်လက်ဆက်တဲ့ပင်လယ်စာတွေကဂျပန်ရဲ့ပင်နယ်ဟင်းလျာတွေပါနံပါတ်3အိန္ဒိယကျွန်တော်ဘဝမှာစားဖို့တည်းအကောင်းဆုံးအစားအစာတချို့ကတော့အိန္ဒိယအစားအစာတွေပါပဲသူတို့ရဲ့ဟင်းခန့်ပွဲကြိုင်တွေကလိုက်မမီတော့တဲ့အဆင့်ထိရောက်နေတာပါစုံလင်ပြီးအရသာထူးကောက်တဲ့ဟင်းခန့်အမွေးကြိုင်တွေကိုတုံးပြီးဟင်းလျာတွေကိုစားလိုက်ကနေဆွဲသွားအောင်ဖန်တီးနိုင်တာသူတို့ပဲရှိပါတယ်နံပါတ်2ထိုင်းအစားအစာကိုကျွန်တော်တော်တော်ကြိုက်ပါတယ်ထိုင်းအစားအစာတချို့ကမြန်မာနဲ့အနည်းငယ်ဆင်တူပေမဲ့အရသာကတော့ကွဲပြားပါတယ်သင်ကထူးကဲတဲ့မဲဟာသာရှိတဲ့အစားအစာမျိုးစုံကိုစားကျင်တယ်ဆိုရင်တော့ထိုင်းနိုင်ငံကအကောင်းဆုံးပါပဲနံပါတ်1ကတော့လူတိုင်းလက်ခံနိုင်မဲ့ BNN ပါဘာလို့လဲဆိုတော့သူတို့စီမှာကအစားအသောက်ရင်းချင်းမှုကတကယ်ကိုကြီးမားပြီးစားစရာတွေကစုံလင်လွန်းလို့ပါကဲမိတ်ဆွေတို့ကဒီစီ